လာမယ့်25ရက်နေ့မှာကြီးညာတော့မယ် Oppo Reno 60 series တွေရဲ့ပုံတွေကတော့ဘလူပြန်နေပြီဒီဇိုင်းပိုင်းအနေနဲ့ကတော့4000 camera module ပုံစံနဲ့ဟိုမှာ flat metal frame နဲ့အဲ့တော့ဒီကောင်မှာသုံးမိထားတာကဘေးဘက်ညာဘက်ချမ်းမှာဆိုရင် volume button ရဲ့ power button ရဲ့ဆိုပြီးတော့မှပါလာမယ်ထူးခြားချက်အနေနဲ့ကကြတော့ဒီဘေးပေါင်ရဲ့ဘက်ချမ်းမှာ button တစ်ခုပါလာမယ်ဆိုတာကိုတွေးရပြီးတော့ဒီကောင်ကဘလို့အလုပ်တာလဲဆိုတော့မသိရသေးဘူး AI feature အတွက်လား camera ဒီ feature တွေအတွက်ဘာညာအတွက် shortcut button လားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရအောင်မယ် Reno 60က 6.32 inch display ကိုမှာ Dimensity 8550 battery က 6900 mAh ကိုမှာ 80W fast charging နဲ့16 Pro က 6.78 inch display ကိုမှာ Dimensity 9500S နဲ့ပြီးတော့ battery က 9000 mAh ကိုမှာ 80W နဲ့ပါလာနိုင်တယ်ကင်မရာပိုင်းအနေနဲ့ကတော့200 megapixel main camera ကိုမှာစင်ဆာစိုက်ကြီးကြီး50 megapixel ultra wide 50 megapixel telephoto ဆိုပြီးတော့မှဒီလိုမျိုးဆက်ရက်3မျိုးနဲ့လာမယ်ဒါကအတိအကျတော့သေချာမသိရသေးဘူးနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တစ်ခုကကြတော့ Oppo ဘယ်ဘယ်လို့နာမည်ပေးထားတဲ့ကောင်လေးပဲအဲ့ကောင်လေးကဖုန်းရဲ့နောက်မှာတက်လိုက်နဲ့ကပ်ပြီးတော့မှ external display လို့သုံးလို့ရတဲ့ကောင်လေးအရင် Reno 50 series တွေမှာဖေးရင် magnet ပုံစံမျိုးမပါတော့ဒီတခါတခါတည်းထည့်ပေးလာမလားဒါမှမဟုတ်ရင် cover နဲ့ပဲတွဲသုံးရမလားဆိုတော့သေချာတော့မသိရသေးဘူးအခုတွေ့ရတဲ့လောက်တော့ဖုန်းရဲ့နောက်မှာတက်လိုက်နဲ့ကပ်ပြီးတော့မှ main camera နဲ့ selfie ရိုက်တဲ့အချိန်တွေမှာ view finder လိုမျိုးသုံးလို့ရမယ့်ပုံစံလေးပြီးတော့ပုံမှန်အချိန်တွေမှာဆိုရင်လည်းသူကတခြား avatar လိုပုံစံမျိုးလေးလည်းထားလို့ရသေးရဲ့နောက်ထပ်တခြားဘာ function တွေပါလာအောင်မလဲတော့မသိရသေးဘူးနောက်တစ်မိုက်တာတစ်ခုကဒီ Oppo Bubble ကိုတခြား magnet attack support ပေးတဲ့ဖုန်းတွေမှာပါတွဲသုံးလို့ရမယ်လို့ပြောထားတယ်အဲ့တော့ဒီ Bubble လေးကိုသုံးချင်တာနဲ့ပဲ Oppo ဖုန်းကိုတီးတန့်ဝယ်ကိုင်နေစရာမလိုတော့ဒါကတော့မကြခင်လာတော့မယ် Oppo Reno 60တွေအကြောင်းသိထားမယ် spec တွေအခုကြည့်နေတဲ့သူတွေရောအသစ်ပါလာမယ် button နဲ့ bubble နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးမြင်ကြလဲကိုကရောဝယ်ဖို့အစီအစဉ်ရှိလားပြီးတော့တခြားနောက်ထပ်ဘာ feature တွေလဲသဘောကျလဲဆိုတာကိုခုံးမှာပြောသားပြီးပါအောင် right ပါနောက်ထပ်စိတ်ဝင်စားအောင်တဲ့ video နဲ့တူကြလာရပါမယ်